မင်္ဂလာပါပြပြမေတို့ရေခေပြပြမေ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပြပြမေတို့ရောကျောင်းမှာဖြစ်ဖြစ်တငယ်ချင်းတွေကြားမှာဖြစ်ဖြစ်စကားပြောရမှာကြောက်တာတွေလူအများရှိထွက်ရမှာရှက်တာတွေမျိုးဖြစ်ဘူးလားငါကသူများတွေလောက်မလှဘူးငါကသူများတွေလောက်စာမတော်ဘူးဆိုပြီးကိုအားမလို့အားမရတာတွေဖြစ်နေတဲ့စိတ်လေးတွေရောရှိနေလားတကယ်တော့ယုံကြည်မှု confidence ဆိုတာမွေးရပါလာတာမဟုတ်ပဲအလေးအကျင့်လုပ်ပြီးတိဆောက်ယူလို့ရတဲ့အရာတစ်ခုပါဒီနေ့ဗီဒီယိုလေးမှာတော့ပြမေတို့လူကြားထဲမှာယုံကြည်မှုအပြည့်နဲ့စတိုင်ကြတောက်ပလာစေဖို့လှုပ်ဆောင်ရမယ့်လျှို့ဝှက်ချက်၅ချက်ကိုပြောပြပေးသွားမှာမို့အဆုံးထိကြည့်ပေးကြပါအောင်နော်ပထမဦးဆုံးလျှို့ဝှက်ချက်ကတော့ကိုလက်ခံတတ်ဖို့ပါပဲပြမေတို့ရေလောကမှာလူတစ်ယောက်နဲ့တစ်ယောက်ကပုံစံချင်းမတူကြပါဘူးလူတိုင်းမှာကိုယ်ပိုင်အလှတရားနဲ့ကိုယ်ပိုင်စွမ်းရည်တွေရှိကြပါတယ်သူများတွေနဲ့လိုက်နိုင်ရှင်ပြီးစိတ်ညစ်နေမဲ့အစားကိုယ်မှာရှိတဲ့အားသာချက်လေးတွေကိုရှာဖွေပါဥပမာငါကတခြင်းဆိုကောင်းတယ်ငါကပကြီးဆွဲရဝါနာပါတယ်ငါကတငယ်ချင်းတွေပေါ်စိတ်ကောင်းရှိရဲ့စရမျိုးပေါ့ကိုငါကတမိုးရှိရဲ့သူတယောက်ပါလို့အမြဲယုံကြည်ထားဖို့လိုပါတယ်ရှင်ဒုတိယချက်ကတော့အနေရထိုင်မှာယုံကြည်မှုရှိရဲ့လူတယောက်ဟာလမ်းလျှောက်ရင်ခေါင်းငုံမသွားပဲခါးကိုမမတ်ထားပြီးရှောက်လေးရှိပါတယ်စကားပြောတဲ့အခါမှာလည်းတူလေးမဟုတ်ပဲတစ်ဖက်လူကြားနိုင်လောက်တဲ့အတန်နဲ့ပြောပါပြီးတော့တစ်ဖက်လူရဲ့မျက်လုံးကိုတေချာကြည့်ပြီး eye contact ပြောတဲ့အလေးအကျင့်လေးလုပ်ပေးပါဒီလိုအနေထိုင်လေးတွေကပြမေတို့ရဲ့ယုံကြည်မှုကိုအပြင်ဘက်ကနေတိတတာမြင်သာစေပါတယ်ရှင်တတိယအချက်ကတော့ဘဟုတုတရှာဖွေခြင်းမှာကိုကအကြောင်းအရာတစ်ခုကိုတိချာသိထားတဲ့အခါအဲ့ဒီအကြောင်းပြောရမှာကိုမကြောက်တော့ပဲယုံကြည်မှုရှိလာပါတယ်ဒါကြောင့်ကျောင်းစာတဲ့မကပဲပြင်ပဘဟုတုတတွေအမှုပညာတွေအားကစားတွေကိုစိတ်ဝင်စားပေးပါတခုကိုကျွမ်းကျင်အောင်စူးစမ်းပေးပါငါသားကိုလုံနိုင်တယ်ဆိုရဲ့အတိကပြမေတို့ရဲ့စိတ်သက်ကိုအများကြီးမြင့်တင်ပေးနိုင်ပါတယ်ရှင်နောက်ဆုံးတစ်ချက်ကတော့တက်ရနေထိုင်ခြင်းပါဈေးကြီးရဲ့ဝတ်စားတွေဝတ်ဖို့မလိုပါဘူးကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့တန့်ရှင်းတက်ရတဲ့အဝတ်စားလေးတွေကိုရွေးချယ်ဝတ်ဆင်ပါကိုကတန့်ရှင်းနဲ့တက်ရရှိနေတဲ့အခါစိတ်ထဲမှာလည်းလန်းဆန်းပြီးယုံကြည်မှုတွေအလိုလိုတိုးလာတာကိုတွေ့ရပါလိမ့်မယ်ဒီနေ့မျှဝေပေးလိုက်တဲ့နီလန်းတွေကပြမေတို့အတွက်ခွန်အားဖြစ်မယ်လို့မျှော်လင့်ပါတယ်ယုံကြည်မှုဆိုတာတရက်ထဲနဲ့ရတာမဟုတ်လို့နေ့တိုင်းနည်းနည်းချင်းစီစူးစမ်းသွားကြရအောင်နော်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like ပေးဖို့နဲ့ကိုယုံကြည်မှုလိုအပ်နေတဲ့တငယ်ချင်းတွေစီ share ပေးဖို့မမေ့နဲ့အောင်နော်နောက်ထပ်လည်းပြမေလေးတွေသိချင်တဲ့အကြောင်းအရာတွေရှိရင် comment မှာရေးခဲ့လို့ရပါတယ်ခေပြမေ channel လေးကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်ရှင်အားလုံးပဲယုံကြည်မှုအပြည့်နဲ့လှပတဲ့နေ့ရက်လေးတွေပိုင်ဆိုင်ကြပါစေ